ချက်တီးပြီးရနဲ့ပေါက်တာနော်လက်သေးလေးလက်တန်းလေးနဲ့ပေါက်လိုက်တာပြီးတော့အဲ့ဒါလေးတီးမှာနော်ဒါကိုကြိုက်တယ်လို့သွားလို့ရတယ်။ဘာကိုကြိုက်တယ်လို့သွားလို့ရတယ်နော်။တောက်လျှောက်ဟိုတီးနေလို့ရတယ်။